Hello ဒီနေ့မှာတော့ကျွန်တော်ကဒီပေါ့နော်လက်စလေးလေးကိုလေးရဲ့အကြောင်းလေးကိုကျွန်တော်ပြပြပေးလို့ဖြစ်ပါတယ်။ like ကြည့်လိုက်အောင် let's go လိုက်ပြကြည့်လိုက်ကြအောင်နော်လက်စလေးရဲ့ passive တွေ skill အကြောင်းကျွန်တော်ဒီနေ့မှာတော့ရှင်းပြပေးတော့မှာဖြစ်ပါတယ်။တန်တော့ကြားမယ်ထင်ပါတယ်။ဒါဘလောက်တော့ကြည့်ပေးထားပါတယ်တန်တော့ဂိမ်းတန်တိုးပြီးဒီပါဂိမ်းတန်နဲ့တိုးလိုက်ဆိုတော့စပါမယ်ကျွန်တော် level max အရင်တော့လာပါမယ်သူ့ရဲ့ passive ကကြောင့်သူ့ရဲ့ passive ရှိတယ်လို့ရှိရင်နေရာလေးပေါ့နော်ဒီအောက်ကနေရာလေးပါအဲ့နေရာလေး recall အပေါ်อ่ะပေါ့နော်ကျွန်တော်ခုပြနေနေရာလေးကသူကပေါ့နော်အဲ့လိုလေးဖြစ်ပါတယ်ကဲမှာ passive ပြလို့ရှိရင်သူ true damage ထွက်ပါတယ်အဲ့လိုမျိုးပြလိုက်လို့ရှိရင်ပေါ့နော် true damage ထွက်ပါတယ်လို့ရှင်ဒီဟာလေးလင်းနေမယ်ဒီဟာလေးပြန်ဖြည့်ပြီးဆိုလို့ရှိရင်တော့ရပြီပေါ့နော်လို့ရှင်သူ့ရဲ့ skill 1ကကြာ passive ကိုပြန်ဖြည့်ပြီးပါမယ်ပြီးတော့သူကိုယ်တိုင်ကိုဖြောက်သွားပြီးတော့သူကပြန်လာလို့ရှိရင်သူကိုပြန်ပေါ်သွားလဲ passive ကရှိပါတယ်သူဒီလိုငါးတာဝါတွေကိုသွားမှဆိုရှင်တော့ခဏတာတော့ damage မထိဘူးပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာတော့ damage တော့ထိလာမှာပေါ့နော်ကိုဖြောက်နေတဲ့အချိန်မှာတော့မကြည့်တစ်စက္ကန့်2စက္ကန့်လောက်က damage မထိဘူးလားပြီးတော့မှ damage ကတစ်ချက်လောက်ထိတာပေါ့နော်အဲ့လိုမျိုး scale 1 scale 2အဲ့လိုမျိုးလို့ရှင် AD ပေါ့အဲ့လိုမျိုးကျွေးရရတယ်ရကြတော့သူ့ရဲ့ passive နဲ့လေးချက်စက်တိုက်ပြင်မှာပေါ့နော်အဲ့လိုမျိုးပြီးသွားတယ်ပေါ့နော်လက်စလေးရဲ့ scale 2လေးကိုတေချာလေးပြန်ပြီးရှင်းပြပေးမယ်လက်စလေးရဲ့ scale 2ကကြတော့ဒီလိုမျိုးတွန်းလိုက်လို့ရှိရင်သူကenemy ရှိရ enemy ကိုတွန်းမယ်သူကအနောက်ဆုတ်သွားမယ်ပြီးရင် passive ကပွင့်မယ် okay passive ပွင့်မယ်နောက်ဆုတ်မယ် enemy ကိုတွန်းမယ်ပေါ့ okay အဲ့လိုမျိုးလေးပါအဲ့ဒီကကြတော့ enemy ကိုချိန်ပြီးတော့တာကတ်ထားတဲ့ enemy တစ်ကောင်လေးကိုပဲပြစ်လို့ရပါတယ်အဲ့မှာနေရာရပါပြောင်းရင်ကြတယ် flicker နဲ့ပဲပြောင်းလို့ရပါတယ်ဒါကတော့ပေါ့နော် AD ကိုသုံးလို့ရှိရင်တရားရောက်လာကာလို့ရှိရင် flicker လေးနဲ့ဟိုဘက်အဲ့လိုမျိုးလေးတွားလို့ရပါတယ်အဲ့လိုမျိုးပြောင်းလို့ရပါတယ်အားကြောင့်မလက်စလေးကလို့ရှိရင် flicker ပဲယူတင်တာဖြစ်ပါတယ်လက်စလေးရဲ့အကြောင်းတွေတော့ trade to မရှိပါဘူးကဲရော gameplay လေးကိုတွားကြည့်လိုက်ရအောင် let's go ဒီဒါတော့ကျွန်တော် gameplay လေးဖြစ်ပါတယ်ကျွန်တော် gameplay ဒါကကျွန်တော် item set အမှန်ပဲပါဒါတော့တစ်ခုပါဒါတော့တတိယတစ်ခုပါအပေါ်ဆုံးတစ်ခုတော့ပို့ပြီး recommend ပေးပါတယ် okay ကျွန်တော် enemy ဘက်မှာဆိုလို့ရှိရင်တော့ Trizla ဟာရာဘူဇာလက်စလုံးနဲ့ဟာနာမီကိုပါပါတယ်ခြောင်လိုက်ပါတယ်ပေါ့နော်နောက်ဗီဒီယိုလေးကိုဆုံးထိလိုက်ကြည့်ကြပါဟာနာမီနဲ့ဆော့ရတာဖြစ်တဲ့ကြောင့်အာလီဂိမ်းမှာတော့စိတ်ဆော့ဖို့လိုရတယ်။ပထမဦးဆုံးတော့ဒီဟိုဟာလေးကိုဝယ်ထားပေါ့နော်။ခဏလေးပေါ့နော်။ခဏလေးကိုဝယ်ထားမယ်။15စက္ကန့်မပြည့်ခင်မှာပြန်ရောင်းလို့ရှိရင်တော့ကဲဒီဟာလေးကိုထပ်ဝယ်လိုက်ပါ။အဲဆို damage လည်းပိုထွက်ပါတယ်။လို့ရှိရင်တော့ကျွန်တော် gameplay လေးကိုကြည့်ပါ။ကျွန်တော် play ဆော့လိုက်ပါနော်။အမှန်တူလိုက်တော့သူ့ရဲ့ passive ကိုလုံးဝအသုံးချလို့မရအောင်လို့ကိုယ့် passive ကပဲအရေးကြီးတယ်သူ့ရဲ့ passive ကိုလုံးဝအသုံးချလို့မရအောင်လုပ်မယ်။သူ့ဘက်မှာ6ရလာလုံးနေရဆိုတော့စင်မပြေဘူးပေါ့နော်။အဲ့တော့ flicker ကိုပေးလိုက်ရတယ်။ flicker ကိုပေးလိုက်ရတယ်နော်။မတန်တော့မတန်အောင်ပဲ။ရွေးဖြစ်အသက်နဲ့ဆိုရှင်တော့တန်ပါတယ်။သူ့ရဲ့လာဖြည့်ပေးရပေါ့နော်အဆင်ပြေပါတယ်။တော့ hyper ဟိုဟာထည့်ပေးထားတာတန်းပွင့်ထည့်ပေးထားတာ။ဒီမှာဆေးဆောလို့ရှင်တော့အဆင်ပြေပါတယ်။ Leslie ဆိုတာကတော့ Legend Hero ဖြစ်ပါတယ်အားကြောင့်မလို့ပါမရဘူးပေါ့နော်ကျွန်တော်ဖြတ်ဖို့ကြိုးစားနေပါတယ်သူကဒီကနောက်ဘက်ကနေပြီးတော့ပြန်ပြီးဆုပ်လိုက်ပြီပေါ့နော်သူတို့ဟာနာမီယာတိုင်းလက်ဝါတာမတွေ့ဘူးပေါ့နော်အဲ့တော့ကောင်းတာပေါ့ဘယ်နဲ့ဝါတော့လဲမနာမရှိတော့ဆိုကျွန်တော်တီးတော့ကျွန်တော်သူ့ပြန်ဆုပ်ခိုင်းတယ်ဒီတော့လည်းဆုပ်ရှင်ပုံနဲ့မရပါဘူးဒါမှမဟုတ်အဲ့လိုပြောလို့ပေါ့နော်မစမန်အားဒီဂိမ်းမှာကြီးရထိုင် easy ပဲနော်
တော့ AC လေးဖြစ်သွားအောင်လုပ်ပါမယ်AC ပဲပေါ့နော်အခုလို damage ကကိတ်နေပါပြီအိုင်ရန်တွေထွက်ဖို့ပဲကြံပါတော့收听就关了，今天video 烂subscribe လုပ်ခဲ့ပေးကြပါ gameplay လေးကိုဆက်ပြီးကြည့်လိုက်ပါဒီကအတန်လေးပါနေနေ sorry ပါနော်ကဲခုဆိုရှင်အားလေးကိန်းမှာ9ကိန်းရနေပြီဖြစ်တဲ့ကြောင့်မို့အရင်အောင်တာရနေပါပြီBe careful of what you might find there in murky waters.အမကြီးရောကျွန်တော်ပြည့်မိအောင်တော့ပြည့်မိလိုက်တာအမတွားရောကျွန်တော်ထပ်လျှော်ပါဗျာ Even you must bow to defeat. Unstoppable! Among these grand halls, the drownedကဲနိုင်တော့ပါပြီဗီဒီယိုတော့ပါပဲဆုံးဖြတ်ကြည့်ပြကြရတဲ့အားလုံးကျေးဇူးတင်ပါတယ် like and share တွေလုပ်ပေးကြပါဦး subscribe တွေလုပ်ပေးကြပါဦးအားလုံးပဲ bye bye